ထားတဲ့တိတ်ခါပုတ်တွေကိုပဲနှုတ်ခွင့်မရှိဘူးအပညာပေးရတဲ့တိတ်ခါပုတ်တွေကိုလည်းတာဝကတဲ့အနေနဲ့ထပ်ပြီးတော့မပညာတင်ဘူးလို့လိုမျိုးမသားဘူးပါတယ်ဗျာဟောဒီနေ့ကမှဒီဝင်းကြီးတိုင်းဝိုင်းကဆရာတော်တွေရဲ့ဟောပြောမှုတွေကိုလေ့လာကြည့်မှဆိုရင်တချို့တော့ဝင်းကြီးတိတ်ခါပုတ်တွေကစာပေထဲမှာတည်းရမပါဘူးအထာဂရတီကပါဠိတော်ထာဂရတွေမပါဘူးမပါဘန်းနဲ့ဟိုဆရာတော်တို့ရဲ့ဟောပြောမှုတွေကိုနားထောင်ကြည့်မှဆိုရင်ဘယ်ဆရာတော်ရတော့ဘယ်လိုအပ်တယ်ဘယ်ဆရာတော်ကတော့ဘယ်လိုဆုံးဖြတ်တယ်ဘယ်ဆရာတော်ကတော့ဘယ်လိုမအပ်ဘူးလို့ဒီလိုမျိုးတွေဒီလိုမျိုးဆိုရတယ်ပေါ့ဗျာအဲ့တော့ဆရာတော်တို့လေ့လာကြည့်မှဆိုရင်လည်းတပည့်တော်ကတော့ဒီမျိုးယူဆတယ်အပ်တယ်လို့ယူဆတယ်ဒီလိုကတော့မအပ်ဘူးလို့ယူဆတယ်အဲ့ဒီအပေါ်မှာဒီဆရာတော်တို့အနေနဲ့ပေါ့ဖះရဲ့စကားနဲ့စန့်ကျင်မနေဘူးလားဆိုတာပြီးတော့သိချင်ပါတယ်ဗျာအဲ့ဒါကမဟာပရိသတ်၄ပါးရှိရတယ်ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တာလေမဟာပရိသတ်၄ပါးဆိုတာအဲ့တော့ခေတ္တပြောင်းသွားတဲ့အခါမှာဒါကအလီသလားမအလီသလားဆိုတာကတန်တရားဆိုတာဖြစ်လာတယ်အဲ့တော့ဘုရားလက်ကမှမရှိတဲ့အရာတွေကခေတ္တပြောင်းသွားတဲ့အခါမှာကြုံလာရတယ်တွေ့လာရတယ်အဲ့တော့မြတ်စွာဘုရားကနိလန်းပေးထားပြီးသားမအဆက်တဲ့ဥစ္စာနဲ့လျော်တယ်လို့ဆိုရင်မအဘုရုဒ္ဓမနဲ့အဆက်တဲ့ဥစ္စာနဲ့လျော်ရည်ရဆိုရင်အဲ့တဲ့လို့မလားအဲ့တော့တချို့ဥစ္စာတွေကကျတော့တက်ရိုက်ကြီးတွင်းလို့ရတယ်။ဒါကတော့မဆက်တဲ့ဥစ္စာနဲ့လျော်တယ်ဒါကြောင့်ဒါမအဘူးပယ်လိုက်။ဝိနည်းမြစ်စာပဲကဒါမရှိဘူး။ဟုတ်။အဲ့တော့အဲ့ကကျတော့ဒါတွေကဘုရားတက်ကဝိနည်းနဲ့ရှင်ကြည့်လိုက်တဲ့ကောင်ဒါမအတ္တဟာနဲ့လျော်တယ်အဲ့ဒါတို့သူ့ကိုပယ်လိုက်မအဘူးမလုံးနဲ့အဆက်တဲ့ဟာနဲ့လျော်ကြီးရဲဆိုရင်ဒါအတ္တလုတ်လိုက်အဲ့လိုမျိုးပေါ့။ဥပမာဒီနေ့ခေတ်ဆိုရင်မော်တော်ကားတွေလေမော်တော်ကားတွေဘုရားတက်ကမရှိဘူးလေ။အဲ့ဆိုမော်တော်ကားတွေယဟန်တွေစီးရမလားမစီးရဘူးလားတန်မြတ်တွေဖြစ်လာကြတာမရှိတကဆိုရင်မိရထားဘောကသားဆိုလည်းမိရထားစီးရမလားမစီးရဘူးလားဒီလိုတွေဖြစ်လာကြတယ်။ဘုရားတက်ရှိမှမရှိဘူး။အဲ့တော့ရှိကြတော့ဆရာတော်ကြီးတွေကဟိုဂုပြုဆရာတော်ဘုရားကြီးဆိုလည်းအလုံးဝင်းထိုးတယ်။အဲ့တော့ယထာကိစ္စမေးတာပဲ။ယထာစီးကောင်းလားမစီးကောင်းလဲယထာဘလို့ဟာကြီးလဲပြီးဘူး။ပြီးမစီးနဲ့ဘော။ဆိုတော့အဲ့တော့မစီးတဲ့ဆရာတော်အဘဲသွားပြုလို့မို့ခုနလိုတောက်ဆွဆွလို့မရဘူးလေဆိုတော့ဘုရားရှင်မပြည့်ညတ်တာကိုပြည့်ညတ်ပါတော့ပြောလို့လည်းမရအောင်ဟုတ်ပြောချင်တာကမအတ္တဟာနဲ့ပြောကြည့်ရဲဆိုရင်မအဘူးလို့ပြောရတယ်အတ္တဟာနဲ့ပြောကြည့်လို့ဆိုရင်အဲ့ဒါလို့ပြောရတယ်အဲ့ဒီကမှာတိုက်ရိုက်မရှိတဲ့ဟာကြတော့ဓမ္မနဲ့ဓမ္မအမြင်မတူတော့ဟုတ်ပြီနော်ဓမ္မနဲ့ဓမ္မအမြင်မတူတော့ဘူးအဲ့တော့စာပေသုံးသက်ပုံတွေချုပ်မြင်ပုံတွေကိုးကားပုံတွေကမတူတော့ဘူးအဲ့ခါကျတော့ဝါဒကွဲတွေဆိုတာပေါ်လာတယ်အဲ့ဒါကဘုရားရှင်မပြည့်ညတ်တာကိုထပ်ပြည့်ညတ်တာမျိုးမဟုတ်ဘူးဘုရားရှင်ပြည့်ညတ်တဲ့အပေါ်မှာတွေးခေါ်ပုံစဉ်းစားပုံမတူတာလေးပဲရှိတာဟုတ်ပြီနော်ထပ်ပြည့်ညတ်တာမဟုတ်ဘူးထပ်ဖြစ်ဆိုတာမဟုတ်ဘူးအထက်ကရာလေးမှာအများကြီးထပ်ဆင်ခွင့်တချို့ဒီပြီးတော့ကြားဖို့တယ်လားတချို့အထက်ကရာဆရာကိုစောတကတတ်တယ်ထက်ကရာဆရာဘုရားမပြည့်ညတ်တာနဲ့6ပြည့်ညတ်နေတယ်ဆိုတာအမျိုးတွေပေါ့ဘုရားကမပြောခဲ့တာဘုရားကပြောခဲ့တာတခွန်းသူဖွင့်လိုက်တာအများကြီးပဲဒုက္ခတွေအများကြီးဖြစ်ကုန်တယ်အဲ့ဒါဘုရားမပြည့်ညတ်တာပြည့်ညတ်တာမဟုတ်ဘူးလားဆိုတာမဟုတ်ဘူးကအနုလောမလို့ခေါ်တယ်ဒီလိုလဲဖြစ်နိုင်တယ်ဒီလိုလဲဖြစ်နိုင်တယ်ဒီလိုလဲဖြစ်နိုင်တယ်ဘုရားဟောခဲ့တဲ့အပေါ်မှာထပ်ဆင့်ပြီးရှင်းနဲ့ဖြစ်နိုင်ပုံလေးကိုပြပြသွားတာဒါကြောင့်ဒီနေ့ခေတ်ဆရာတော်ဘုရားကြီးတွေဝါဒတွေကြွကြတယ်ဆိုတာကဘုရားဟောကိုစန့်ကျင်ပြီးကြွတာမျိုးမဟုတ်ဘူးဘုရားဟောအပေါ်မှာဖြစ်နိုင်ခြေတွေကိုသူတို့သုံးသပ်ကြတဲ့သဘောတရားဖြစ်ပါတယ်နော်